ဘိုးများမှကြိုက်တဲ့ညီကိုတွေအနေနဲ့ United နဲ့ဘုံမောက်ပွဲစဉ်ကိုကြည့်လိုက်ပါတော့ဗျ။ဘာကြောင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့တစ်ချက်လေးဆက်ကြည့်လိုက်ပါဦး။အားလုံးပဲမင်္ဂလာပါ။အခုကျွန်တော်တင်ဆက်ပေးမယ့်ပွဲစဉ်ကတော့ United အသင်းနဲ့ဘုံမောက်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ကျွန်တော်အဲ့ဒီပွဲစဉ်ကတော့ကျွန်တော်တို့ဒီအင်္ဂါနေ့မနက်အစောပိုင်းမှာကန်ဝမ်းမဲ့ပွဲစဉ်တစ်ပွဲပဲဖြစ်တယ်ဗျ။ United အိမ်ကွင်းမှာဘုံမောက်နေနဲ့လာကန်ရမယ်။ဆိုတော့ဒီနေ့တင်းရဲ့ကျွန်တော်တို့ဒီထိတိုက်တွေးဆောင်မှုတွေကိုကျွန်တော်တစ်ချက်ပြောမယ်ဗျအဝေးကွင်းတွေထားလိုက်ဗျအိမ်ကွင်းကိုကျွန်တော်တစ်ချက်ပြောပြမယ်ဗျအိမ်ကွင်းမှာဆိုရင်တော့United အသင်းနေနဲ့200ဒီစက်တိုက်ကျွန်တော်ဘုံမောက်ကိုအရေးနှိမ့်ခဲ့တယ်နှစ်ပွဲစလုံးမှာကျွန်တော်တို့ဒီ 3G ဆိုတဲ့ရလနဲ့United အနေနဲ့ Old Trafford မှာဘုံမောက်ကိုကျွန်တော်အရေးနှိမ့်ခဲ့ရတယ်ဗျဒီတစ်နှစ်ကရောဘုံမောက်အနေနဲ့ United ကိုအိမ်ကွင်းမှာထပ်ပြီးတော့တိတ်နိုင်မလားပေါ့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်လေးမပြောခင်မှာကျွန်တော်ရဲ့ free channel လေးကို join ချင်တဲ့ညီကိုရတော့ကျွန်တော်ရဲ့ account follow လေးလုပ်ထားပြီးပါပြီးတော့ပြီးဆိုတော့ねလက်ရှိ TikTok ကောက်ထဲဝင်လိုက်ခင်ဗျအလဲမှာလင့်လေးတွေ့လိမ့်မယ်ခင်ဗျဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်ချက်ပြောပြထားပါတယ်အကယ်မတွေ့ဘူးဆိုရင်ကျွန်တော် comment မှာထားပေးပါမယ်ဗျ TikTok ကညီကိုတွေရော YouTube ကညီကိုတွေရောကျွန်တော် channel လေးကို join လာလို့ရပါတယ်ဆိုတော့တစ်ချက်ပြောပြမယ်ဗျUnited အသင်းရဲ့လက်ရှိလူစီရင်ပေါ့လက်ရှိလူစီရင်ကကျွန်တော်ပြောမယ်ဆိုရင်အရင်2နှစ်လောက်ကလူစီရင်ထက်ဆိုင်အများကြီးကျွန်တော်တိုးတက်လာတယ်ဒါ United ပေါ့အများကြီးမှတိုးတက်လာတယ်ဒါပေမဲ့လည်းပဲအဓိကမတိုးတက်လာတဲ့နေရာကကျွန်တော်ကွင်းလေဗျကွင်းလေမှာက Casemiro ကကျွန်တော်တို့ဒီပုံမောင်းတဲ့ပွဲစဉ်မှာအဓိကအဖြေတစ်ခုဖြစ်သွားနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဘာလို့လဲဆိုတော့ဘုံမောက်တင်ကတော့ရိုးရှိမဲ့ခင်ဗျကျွန်တော်တို့ United ရဲ့တံပြန်တိုက်စစ်တွေကို United ဆိုတာတဲ့ဘုံမောက်ရဲ့တံပြန်တိုက်စစ်တွေကိုတားနိုင်ဖို့အတွက် Casemiro ကိုသူတို့အနေနဲ့အဓိကထားပြီးတော့လုတ်ထားမယ်ပေါ့ဗျာဆိုတော့Casemiro အနေနဲ့ဘုံမောက်ကလာမဲ့တံပြန်တိုက်စစ်တွေကိုကာကွယ်နိုင်မလားဆိုတာနဲ့ပတ်သက်ပြီးတော့ဘုံမောက်အသင်းကအဓိကကျွန်တော်တို့ဒီစာလုပ်သွားမယ်လို့ထင်တယ်ဘုံမောက်တင်ဘက်ကနေပြီးတော့မှ United ကိုဘောလုံးပေးကင်ပြီးတော့ဟုတ်ပြီပြတ်သွားပြီဆိုတာနဲ့တေးကြတယ်ကျွန်တော်ဘုံမောက်တင်ရဲ့ကျွန်တော်တို့ဒီစာမင်ညိုတို့စသဖြင့်တိုကစားသမားရန်ဒီတစ်စစ်ကျွန်တော်တို့တံပြန်တိုက်စစ်တွေကိုအဓိကဟန်တာမှာက Casemiro တဦးလေးဗျမင်းနောက်တန်းကစားသမားရအောင်နောက်တန်းကစားသမားရတော့သူ့အနေနဲ့သူ့လုံးမှာပဲဒါပေမဲ့လေပြတံပြန်တိုက်စစ်တွေကိုကျွန်တော်ဟန်တာမဲ့ DMF ကစားသမားက Casemiro ပဲရှိတယ်ဗျBruno အနေနဲ့ဒီလိုနေရာကြီးတားနိုင်လားဆိုတော့ကျွန်တော်အနေနဲ့ personal ရပြောမယ်ဆိုရင် Bruno ကဒီလိုနေရာမှာကျွန်တော်အသုံးမဝင်ဘူးဆိုတာညီကိုတော်တော်များများလဲသိထားပြီးပြီလို့ကျွန်တော်အနေနဲ့မြင်နေဘာလို့လဲဆိုတော့ကျွန်တော်လည်း United fan ဖြစ်တဲ့အတွက်ကိုယ့်အသင်းချင်းကိုသိရဆိုတော့ Casemiro အနေနဲ့ဒီနေ့ပွဲစဉ်မှာသူအများကြီးအလုပ်ရလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဘေးမှာ Stowen စားသမားရှိရကျွန်တော်အာမတ်တို့ကျွန်တော်ဓာတ်လို့တိုမိုတိုဂူလို့စသဖြင့်ဒီစားသမားတွေရောမင်းဘယ်လိုချင်းနေမျိုးရှိလဲအာမတ်ကတော့ဟုတ်ပါတယ်တခါလေကြလဲကျွန်တော်ခံစစ်မှာကအတုံးဝင်တယ်လို့ဆိုရပေမဲ့လည်းပဲတခါလေကြရအာမတ်ကခံစစ်မှာအတုံးမဝင်ပြဒါလို့ကလည်းတနေ့ရွှေတနေ့ငွေဆိုတော့အဓိကအားဖြင့်ဒီနေ့ပွဲစဉ်မှာအဓိကခေါင်းခဲမဲ့သူကကျွန်တော်ပြောတဲ့ Casemiro ပဲဗျနောက်တန်းတော့သူ့အနေနဲ့နောက်တန်းကစားသမားရတော့သူ့လုံးမှာပဲဒါပေမဲ့လည်းပဲကျွန်တော်ကတော့ဒီနေ့ပွဲစဉ်ကိုအနှဲငယ်လေးစိုးရိမ်မိပါတယ်ဒါတော့ကျွန်တော်ဘုံမောက်ရဲ့ကျွန်တော်တို့ဒီ United အပေါ်မှာကစားလာမယ်ကစားနည်းပဲဗျ United ဘက်ကနေပြန်ကြည့်မယ်ဆိုတော့သူ့အနေနဲ့အိမ်ရှင်ဖြစ်တဲ့အတွက်နောက်တစ်ခုကကြောင့်သူတို့အနေနဲ့အမတ်တွေလို့တယ်ချန်ပီယံဖြစ်ဖို့ဆိုတာထက်ကျွန်တော်ကတော့ချန်ပီယံလိဝင်ခွင့်ရဖို့တခုအတွက်ပဲကျွန်တော်အသင်းကိုကျွန်တော်ပြောနေပါတယ်ဘာလို့လဲဆိုတော့လက်ရှိလူစီရင်နဲ့ United အနေနဲ့ဘယ်လိုနည်းနဲ့မှ Premier League ချန်ပီယံကလုံးဝမဖြစ်နိုင်ပါဘူးလုံးဝလည်းမဖြစ်နိုင်ပါဘူးကျွန်တော်တို့လည်းမမျှော်လင့်ပါဘူးဒါပေမဲ့ချန်ပီယံလိဝင်ခွင့်ရဖို့အတွက်တော့ကျွန်တော်အများကြီးမျှော်လင့်ထားတယ်ဗျဆိုတော့ချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ဒီနေ့လိုပွဲစဉ်မှာ United ဘက်ကနေပြီးတော့မှ Everton နဲ့ပွဲစဉ်လိုမျိုးထပ်ပြီးတော့ဖြစ်မယ်ဆိုရင်တော့အတော်လေးအခြေအနေဆိုးသွားနိုင်တယ်လက်ရှိမှာလည်းကျွန်တော်တို့ဒီ Benjamin Sesko တို့စသဖြင့်ထိုကစားသမားကကျွန်တော်တို့ဒီ training ပြန်ဆင်းနေပြီဆိုတော့ပြန်ပြီးတော့ပါလာနိုင်ချေရှိတယ်ဆိုပေမဲ့လည်းပဲနီးပြအမူရီနေနဲ့တခါတည်းသုံးမလားပေါ့ဒါကတော့ကျွန်တော်အနေနဲ့မသုံးလောက်ဘူးလို့ထင်တယ်ဘာလို့လဲဆိုတော့အရင်ပွဲစဉ်ဥပါဒန်နဲ့ပွဲစဉ်တုန်းကလူစင်းတိုင်းကိုပဲကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့ပထမ first line အနေနဲ့တွေ့လာနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်missing mount တို့ကျွန်တော်ခွန်ညာတို့နောက်ကကြ ampumo တို့စသဖြင့်ဒီစားသမားတွေနဲ့အတော်လေးလှုပ်ဖြစ်ထားတာဆိုတော့ကျွန်တော်တော့ပထမ first line အနေနဲ့ဒီစားသမားတွေနဲ့ထွက်လာလိမ့်မယ်လို့မြင်ပါတယ်ဆိုတော့ United ဘက်ကနေလည်းကိုကရသွားနိုင်တယ်ကျွန်တော်ဘုံဘောဘက်ကနေလည်းဘယ်လိုပဲဖြစ်ဖြစ်ကိုကတော့ရသွားနိုင်တယ်အဲ့ဒီအတွက်ကြောင့်ဒီနေ့ပွဲစဉ်မှာသူ့အနေနဲ့ပေးထားတဲ့ကျွန်တော်စာရွက်ပေါ်အချက်လက်တွေကလည်းကျွန်တော်ထင်တာနဲ့ကွက်တိကိုဖြစ်နေတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အစကတော့ဘယ်အသင်းစင်ပြေမယ်ဘယ်အသင်းအစင်မပြေဘူးလို့ကျွန်တော်ရွေးချယ်ခြင်းနဲ့ဆိုပေမဲ့လည်းပဲ
ဘယ်အသင်းဆိုတာထက်ကိုကိုကျွန်တော်အနေနဲ့ပို့ပြီးတော့သဘောကျသွားတယ်ဘာလို့လဲဆိုတော့ဘယ်အသင်းစင်ပြင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ဖို့အချက်လက်တွေကြည့်လိုက်တဲ့အခါမှာကျွန်တော်အနေနဲ့သဘောမကျဘူးဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဂိုးမိုးတွေရွာမလားမရွာဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်လိုက်တဲ့အခါမှာအတော်လေးစင်ပြေတယ်ကျွန်တော်စိတ်ထဲထင်တာနဲ့ကွက်တီဖြစ်တာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်တော့ကျွန်တော်တို့ကိုအများလေးသဘောကျပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ခုနပြောထားတဲ့အတိုင်းပဲ United အသင်းအနေနဲ့အင်ကွေးမှာဂိုးရရသွားနိုင်တယ်။နောက်တစ်ခုဘုံမော့ဘက်ကလည်းသူတို့ရဲ့တံမြဲတိုက်စစ်တွေကနေတစ်စစ်သူတို့ရဲ့အားသာတဲ့တံမြဲတိုက်စစ်တွေကနေပြီးတော့မှ United ဘက်ကိုဂိုးရရသွားနိုင်တယ်ဗျ။အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဘက်ကနေပြီးတော့မှဒီနေ့ပွဲစဉ်ကိုဂိုးအများလေးရွေးချယ်ပေးရခြင်းဖြစ်ပါတယ်။ညီကိုတွေအမျိုးလည်း comment လေးမှာရေးခဲ့ပေးကြပါဦး။ကျေးဇူးများတင်ပါတယ်ဗျ။